ဝက်ဆိုတာလေတတ်ပါတယ်ရှောင်လွဲလို့မရပါဘူးဒီဝက်လေတာလေးနဲ့ပတ်သက်ပြီးတော့မှဦးဇင်းသဘောကျတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြပါမယ်တခါတော့အမဲလိုက်အလွန်ဝါသနာပါတဲ့ဘိန်းကြီးတစ်ပါးရှိတယ်တဲ့ဘယ်လောက်ထိအမဲလိုက်တာဝါသနာပါလဲဆိုရင်ဒီအမဲလိုက်လို့ရတဲ့အသားနဲ့စားရမှကိုသူစားဝင်လောက်တဲ့အထိအမဲလိုက်တာဝါသနာပါတယ်တဲ့ဒီနေ့မှာနောက်ဆုံးအချိန်အမဲလိုက်ထွက်ပြီးတဲ့နောက်မှာတော့သူဟာအဲ့နေရာစားပြီးတော့မှအမဲလိုက်ခြင်းကိုရပ်ပစ်လိုက်တယ်ဒါကိုမူမတ်တင်နာပတိကြီးတွေကဒီလာကန်တစ်ခုမှမေးတာပေါ့ဘင်းကြီးအမဲလိုက်ဘာကြောင့်မထွက်တော့တာပါလဲလို့မေးတဲ့အခါမှာဘင်းကြီးကအခုလိုမျိုးမိန့်တော်မူရဲ့တဲ့ငါနောက်ဆုံးအချိန်အမဲလိုက်ထွက်တော့ကတဲ့မောမောနဲ့တပ်ပင်အောင်မှာခဏဝင်လာတော့သမင်လေးတစ်ကောင်ကိုတောခွေးတစ်ကောင်ကအလိုက်တော်ကိုတွေ့လိုက်တယ်တဲ့တိုက်နေတာကိုပေါ့အဲ့ဒီသမင်လေးဟာပြင်းလွှားရင်းနဲ့ကြောင်းတဲ့တစ်ခုလေးကိုကြားပြီးတော့ခြေထောက်တစ်ချောင်းပဲပေါ်တယ်တဲ့အဲ့ဒီခြေထောက်တစ်ချောင်းပေါ်နေတဲ့ခြေထောက်တစ်ချောင်းကိုတောခွေးကကိုက်ဖြတ်ပြီးစားတောက်ပစ်လိုက်တယ်တဲ့အဲ့ဒီတောခွေးကလည်းပဲမလမကမ်းမှာရှိတဲ့ရွာနာကိုကတ်သွားတာကိုလည်းငါတွေ့လိုက်တယ်တဲ့ရွာထဲမှာရှိတဲ့လူတစ်ယောက်ကတောခွေးကိုရွာနာမလာအောင်ဆိုပြီးတော့မှခဲနဲ့လှမ်းပစ်လိုက်တာပေါ့တဲ့အဲ့ဒီခဲကတောခွေးရဲ့ခြေထောက်တစ်ဖက်ကိုမှန်းပြီးတော့မှတောခွေးလေးရဲ့ခြေထောက်တစ်ဖက်ကျိုးသွားတယ်တဲ့အဲ့ဒီခဲနဲ့ပြစ်တဲ့လူကလည်းပဲသူ့သွားတဲ့လမ်းမှာမြင်းတကောင်ရဲ့အကန်ရင်းကိုခါရတဲ့အတွက်ပေါင်တစ်ဖက်ကျိုးသွားတယ်တဲ့အဲ့ဒီမြင်းကလည်းပဲရွာသားတွေလိုက်လို့မဟုတ်ပြင်းလွှားရင်းနဲ့ကျောင်းနဲ့တစ်ခုလေးကိုကြားပြီးတော့မှခြေထောက်တစ်ဖက်ကျိုးသွားတယ်ဒီအဖြစ်တွေအားလုံးငါမြင်လိုက်ပြီးတဲ့နောက်မှာဝက်လေတယ်ဆိုတာတကယ်ရှိပါလားဆိုပြီးတဲ့အတိတ်တစ်ခုရတယ်အဲ့ဒီအတိရပြီးတဲ့နောက်မှာတော့ငါအမဲလိုက်ခြင်းကိုတွန်းလွတ်လိုက်တာပါတဲ့ဒီပုံမြင်လေးကတော့ဒီလောက်ပါပဲတကယ်တော့လောကမှာဝက်လေတာဝက်လိုက်တယ်ဆိုတာရှောင်လွဲလို့မရပါဘူးကိုပြုတဲ့အရာကိုတဖန်ပြန်ပြီးတော့မှဒီတော့အကျိုးကိုပေးခြင်းတမျိုးပါပဲအဲဒါကြောင့်မိမိတို့မကောင်းတာကိုပဲဖြစ်ဖြစ်လုပ်တော့မယ်ဆိုရင်ဒီအကြောင်းအရာလေးကိုသတိရလိုက်ပါအားလုံးကျမ်းမာချမ်းသာကြပါစေ